ဘောမှာအောင်မြင်ဖို့ဆိုလို့ရှိရင်အရင်ဦးဆုံးအခက်ခဲလိုတယ်ဘောမှာအောင်မြင်ဖို့ဆိုလို့ရှိရင်ကျွန်တော်မှာပြဿနာတွေလိုတယ်ဘောမှာတွန်းအားတွေဖြစ်ဖို့ဆိုရင်ကျွန်တော်မှာအစင်မပြေမှုဆိုတဲ့အရာတွေလိုကိုလိုတယ် next daily လို့ခေါ်တဲ့celebrity influencer တယောက်ကသူကဘာရေးထားလဲဆိုတော့သူ့ရဲ့ company မှာလူခန့်နေဆိုလို့ရှိရင်သူမေးတဲ့မေးခွန်း10ခုရှိတယ်တဲ့ interview question 10ခုရှိတယ်အဲ့ interview question 10ခုတည်းက interview question တစ်ခုကဘာလဲဆိုတော့တဲ့မင်းဒေါသထွက်ဖူးလားတဲ့သို့မဟုတ်မင်းကိုဘယ်အရာတွေကဒေါသထွက်စေလဲတဲ့ဒီမေးခွန်းမေးတယ်ပြောချင်တာတော့မင်းစိတ်မကျေနပ်တာတွေဖြစ်ဖူးလားမင်းစိတ်မကျေနပ်တာဖြစ်တယ်ဆိုဘယ်လိုຢာတွေကမင်းကိုစိတ်မကျေနပ်တာတွေဖြစ်စေလဲပေါ့မေးတယ်အဲ့ဒီမှာ interview ကိုဖြေတဲ့သူကကျွန်တော်မှာစိတ်မကျေနပ်စရာမရှိပါဘူးဗျာကျွန်တော်မှာဒေါသမရှိပါဘူးလို့ဖြေလိုက်လို့ရှိရင်အဲ့ဒီလိုသူတို့ဆက်မစမ်းသားတော့ဘူးဒါသူ့ရဲ့ idea ကိုပြောတာနော်ဆိုတော့ तू ကဘာလဲဆိုတော့ဟိုအရန်ကိုအမြဲတမ်းစာလောင်ပြီးတော့အမြဲတမ်း youth စွာနဲ့အလုပ်ကိုလုပ်မယ်ဆိုတဲ့လူငယ်တစုကိုရှာချင်တာ तू က startup လို့ခေါ်တဲ့အခုမှလုပ်ငန်းကို